ရွှေရောင်နေတဲ့ channel မှာဒီမိတ်ဆွေတကယ်ချင်းနေအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ကျွန်တော်ဘာလို့လဲဆိုတော့ဒီခုပြမဲ့ line လေးကကျွန်တော်တို့ခုနှစ်ကြိမ်မြောက်တဲ့ဒုတိယမြောက်ဖိုင်ပေါ့ဗျာနော်ပထမဖိုင်ကတော့နှစ်တစ်ခွန်လို့ပြပေးထားတယ်တချို့ကြတော့လေတင်ထားတာမတွေ့လို့ဘာညာဆိုအဲ့လိုမျိုးရှိတယ်ကျွန်တော်တို့က subscribe လေးတွေနှိပ်ထားလို့ပြောတာဆိုတာကျွန်တော်တို့တင်တိုင်းကိုမြင်နိုင်အောင်လို့ပေါ့နော်ဒါမှလည်းအားပေးတဲ့မိတ်ဆွေတွေအခုအားပေးကြပါလားပေါ့နော်အဲ့လိုမျိုးလေးတွေတချို့ subscribe လေးတွေနှိပ်ထားပြီးတော့ notification လေးတွေနှိပ်ထားလို့ရှင်တော့ကျွန်တော်တို့အစ်တင်တိုင်းကိုမြင်နိုင်တာပေါ့နော်တချို့မိတ်ဆွေများမလုတ်တတ်ကြတာမသိနော် subscribe ဆိုတာဘယ်လိုနှိပ်ရတာတော့မသိကြဘူးပေါ့နော်ထားပါတော့အဲ့တော့တကယ်ဝန္ဒနာရှင်မိတ်ဆွေအစ်မှန်များဆိုလို့ရှင်ပေါ့နော်ဒါအဲ့လိုမျိုးလေးတွေနှိပ်ထားပြီးတော့ဒါဆိုရင်ကျွန်တော်တို့တင်တိုင်းကိုမြင်နိုင်အောင်လို့ပေါ့နော်ကဲဟုတ်ပြီအားလုံးမင်္ဂလာပါဒါကတကြံလက်ဆောင်ငွေကနန်းလို့လည်းပြောလို့ရတာပေါ့ဗျာနော်ဒါကျွန်တော်စာရွက်အဟောင်းလေးတွေလှန်ရင်းနားတိုင်းပြီးတော့ဒါတွေ့လိုက်လို့မိတ်ဆွေများကိုပြပေးခြင်းနဲ့စိတ်ကူးပေါက်လို့ကျွန်တော်ကတိုင်းပြီးတော့ပြပေးခြင်းဖြစ်တယ်ဒါဒီတစ်ပတ်မှာလည်းအဲ့ဒီမှာအနိကပရိလေးနဲ့အဝေးပိုးတဲ့ပရိလေးနဲ့ဒါဒီကနန်းလေးတစ်ခုကဒီနန်းလေးမှာဖြစ်နိုင်မလားဆိုတော့ဒါမွေးကနန်းလေးတစ်ခုကိုပေါ့နော်သူကမွေးကနန်းဆိုတော့ပတ်လဲတော့ထိုးရတာပေါ့နော်အဲ့ဒါလေးကိုမိတ်ဆွေများကိုပြပေးမယ်ဟိုမိနစ်တုန်းကတော့339ဆယ်ခွဲစရာလေးအဲ့ဒါလေးမွေးကနန်းတော့ပြခဲ့ဘူးတယ်ဒီနှစ်မှာတော့မွေးကနန်းနဲ့ပတ်သက်လို့ဘာမှတင်မထားဘူးပေါ့ကျွန်တော်အကောင့်က339လို့ရေးထားတာအဲ့ဒါမွေးကနန်းပဲဗျာဒီနှစ်မှာထွက်မယ်လို့ယူဆလို့အဲ့ဒီ339လို့ကျွန်တော်ရေးထားခြင်းဖြစ်တယ်ပေါ့နော်အဲ့ဒါလေးဒါလည်းမွေးကနန်းရှိတယ်သူထိုးရမယ့်အချိန်တော့ရှိတယ်ပေါ့နော်ကနန်းဆိုတာကိုရီမိတဲ့အချိန်ကမှလာကြတယ်အခုထွက်သွားတဲ့914ဆိုလို့ရှင်လေ line ဟောင်းတွေကပဲထွက်သွားတာကဲအဲ့ဒါလေးမပြတော့အခုလူရင်းကိုပဲပြောတော့မယ်နော်ကဲအားလုံးမိတ်ဆွေများအားလုံးမင်္ဂလာပါကဲအကြံအချိန်ကာလီမှာမင်္ဂလာရှိသောနှစ်တစ်ဖြစ်ပြီးတော့လက်လာပါဒီပွင့်လန်းသောနှစ်ကောင်းခြင်းမင်္ဂလာတွေပြည့်စုံသောနှစ်ဖြစ်ပါစေလို့ကျွန်တော်ရွှေအောင်နှစ်တစ် channel မှာကြိုဆိုလိုက်ပါတယ်ပေါ့ဗျာကဲအားလုံးစပြီဒီ line လေးတစ်ခုမှာကျွန်တော်ပြပြီးသား line မှာပေါ့နော်နှလုံးပေါင်းခြင်း9လို့ကစားထားတယ်ပြောနော်ဒီမှာလဲနှလုံးပေါင်းခြင်း9လို့ကစားထားတယ်အဲ့ဒီမှာလဲနှလုံးပေါင်းခြင်း9လို့ပဲကစားထားတယ်အဲ့လို line 3ခု3ကတ်ရှင်ကစားလို့ရှိရင်မြို့တူကစားပြီးမြို့ခွဲကစားတယ်ပေါ့နော်ဒီမှာခွန်နှစ်ကစားပြီးတော့ကိုတုံညာပေါင်းခြင်း9လို့ကစားလိုက်တယ်အဲ့ဒီ9တွေဒီနန်းလေးမှာ9ခါလို့ကစားထားတယ်ပေါ့နော်ဒီနန်းလေးမှာ9ခါလို့ကစားထားတယ်ဒီနေရာလေးမှာလဲ9ခါဆိုတာလေးကိုကစားထားတယ်ဗျနော်အဲ့လို9ခါလို့ကစားထားတယ်ဟုတ်ပြီအဲ့ line လေးမှာအဲ့လိုကစားထားပြီးတော့ကျွန်တော်တို့ဘာတွေအလုပ်လုပ်တာလဲလို့ကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြည့်တော့မှာပေါ့နော်အဲ့ဒီမှာဒီနန်းလေးမှာ3နောက်ပိတ်လို့ကစားထားတယ်ဒါအရင်ကျွန်တော်ရွှေလင်းနှန်းအကောင့်မှာပြပူးတယ်ပေါ့နော်ဒီမှာနှစ်နောက်ပိတ်လို့ကြားထားတယ်တစ်နောက်ပိတ်လို့ဒီ line ကအဲ့လိုမျိုးလေးကစားထားတယ်အဲ့လိုကစားထားပြီးတော့ဒီနေရာမှာကျွန်တော်အဓိကလူရင်းဝင်ပဲတွားလိုက်တော့မယ်တော့ပေါ့နော်အဲ့ဒီနေရာလေးမှာသူသွားတဲ့ပုံစံလေးကိုတစ်ချက်ကြည့်အောင်ခွန်ထိပ်စီးခွန်နောက်ပိတ်ဒီခွန်ထိပ်စီးလို့ကစားပြီးတော့ဒီနေရာမှာခွန်ထိပ်ဆိုပြီးတော့6စွန်းတဲ့နှစ်မှာခွန်ထိပ်လို့လမ်းပို့ထားတယ်ပေါ့နော်ဒီနားမှာလဲ6နောက်ပိတ်က6ထိပ်လို့ကစားထားပြီးတော့ဒီ6စွန်းတဲ့နှစ်မှာပဲ6ထိပ်စီးဆိုတာကိုပို့ထားတယ်ပေါ့နော်တကယ်ကလင်နာနှစ်တာအကြည့်ချင်တဲ့မိတ်ဆွေများအတွက်ကျွန်တော်ကရည်ရွယ်ပြီးတော့ပြပေးလိုက်တယ်ပေါ့နော်ဒီနှစ်ထဲမှာဝေကနန်းနေကျွန်တော်မပြပါဘူးဝေကနန်းနေလိုက်မယ်ဆိုအများကြီးပါနော်အဲ့တော့ဒီမှာ9ထိပ်စီးလို့9ပိတ်က9ထိပ်ပို့ပြီးတော့ဒီမှာ9ထိပ်စီးကိုပြူးနေအောင်ကွက်ကနန်းချပေးလိုက်တယ်။အော်သူအလုပ်ပြီလို့ယူဆလိုက်တယ်ပေါ့နော်။အဲ့ဒီ line မှာကျွန်တော်အယူဆလေးပါပေါ့နော်။ဒီမှာကျန်တဲ့ဟာတွေတော့ကျွန်တော်မပြောတော့ဘူးပေါ့နော်။ဒီထဲထဲအတွင်းထဲဟာတွေကဒီမှာရိုးရိုးလေးပဲစဉ်းစားကြည့်တယ်။အဲ့ဒီခွန်နောက်ပိတ်ကခွန်ထိပ်လို့ပို့ပြီးတော့ဒီမှာခွန်ထိပ်လှမ်းပို့ပြီးသူ့ရဲ့အောက်မှာကျတော့ကနန်းကဘရိတ်ကူးဆိုတဲ့ကဏ္ဍတစ်ခွက်ဖြစ်နေတယ်ပေါ့နော်ဘရိတ်ကူးဟုတ်ပြီဘရိတ်ကူးပေါ့နော်6နောက်ပိတ်က6ထိပ်လို့ပို့ပြီးတော့ဒီနေရာမှာကြာသောကဏ္ဍဒီ6ထိပ်စီလို့ပို့လိုက်တယ်သူ့ရဲ့အောက်မှာကြာသောကဏ္ဍဒီဘရိတ်ရှစ်9နောက်ပိတ်က9ထိပ်ပို့ပြီးဒီမှာ9ထိပ်လို့ပို့ပြီးအောက်မှာဘရိတ်ခွန်လို့ကစားမလားပေါ့နော်ခွန်ဘရိတ်ကိုအဲ့လိုသုံးသပ်လိုက်တယ်ပေါ့နော်ရိုးရိုးရှင်းပဲအဲ့တော့ဒီ line မှာခွန်ဘရိတ်ကိုကျွန်တော်တို့ကရည်ညွှန်းတယ်လို့ယူဆတယ်ပေါ့နော်နောက်တစ်မျိုးလေးပြပေးမယ်9ရဲ့ခွန်ရဲ့9ခွန်9ပေါင်းခြင်းဒီ9ဆိုတော့ကဏ္ဍကိုဖြစ်နေတယ်ပေါ့နော်3ည3ပေါင်းခြင်းဒီ6လို့ဖြစ်နေတယ်9 6 3 8 6ဒီခွန်လို့ဖြစ်နေတယ်ပေါ့နော်9 6ခွန်လို့ဖြစ်ထားတယ်ဒီမှာ8လို့မဖြစ်ထားဘူးပေါ့နော်9 6ခွန်လို့ဟုတ်ပြီအဲ့ဒီ9 6ခွန်ကဘ
ဘယ်မှာအလုပ်ပြန်လုပ်တာလဲလို့ကျွန်တော်ကဒီနန်းလေးမှာအနိကတွေးလိုက်တယ်ပေါ့နော်6ခါနဲ့ဗရိတ်9နဲ့ပေါင်းခြင်းဒီ9ဆိုတော့ကဏ္ဍကိုပြန်ဖြစ်နေတယ်ပေါ့နော်ဒီမှာဒီ6ခါနဲ့ဗရိတ်30နဲ့ပေါင်းခြင်းဒီ6ဆိုတော့ကဏ္ဍတစ်ခုကိုပြန်ပြီးတော့ဖြစ်ထားတယ်ပေါ့နော်9 6အခုခွန်လို့ကစားချင်တာ3ညာခါရှိသည့်အတွက်ကြောင့်ဒီနေရာမှာခွန်ပရိတ်လားပေါ့နော်ဒီအဝေးကပို့တာကလည်း9ပရိတ်10ပရိတ်ခွန်ပရိတ်ဆိုတာကိုဒီလိုင်းကညွှန်ထားတယ်ပေါ့နော်။ကွန်ဖလိတ်ဆိုတော့ကွန်ဖလိတ်နဲ့ပတ်သက်တာဘယ်လိုကဏ္ဍမျိုးရှိလဲပေါ့နော်။ငွေကဏ္ဍလေးကျွန်တော်ပြပေးမယ်ပေါ့နော်။ငွေကဏ္ဍလေးပြပေးမယ်။ဒီအဲ့ငွေကဏ္ဍလေးကိုကျွန်တော်ပြပေးမယ်။အဲ့တော့ကွန်ဖလိတ်နဲ့ပတ်သက်တဲ့ငွေကဏ္ဍလေးဒီ2026ထဲမှာပေါ့နော်။အဲ့ဒါလေးကိုပြပေးမယ်။ကဲ subscribe လေးတွေနှိပ်ပြီးတော့အားပေးထားနိုင်တယ်ပေါ့နော်။ share နိုင်တဲ့မိတ်ဆွေများလည်း share ပေးလိုက်ပေါ့နော်။ကျွန်တော်တို့ပြသလိုက်တာတော့15မိနစ်အတွင်းပေါ့နော်။ရှာဖွေရဲ့အချိန်တော့ကြာတယ်ပေါ့ဗျာနော်။ဒါမိတ်ဆွေများကို line ဟောင်းလေးရတိုင်းစေတနာအပြည့်နဲ့တွေ့လိုက်လို့ဒါလေးတော့ပြပေးလိုက်အောင်မယ်ပေါ့တကြံကာလမှာတော့မိကနန်လက်ဆောင်သဘောမျိုးလေးပေါ့နော်ထွက်ဖို့မထွက်ဖို့ဆိုတော့တေချာတော့ကျွန်တော်လည်းမသိဘူးเนาะဒီ line ကကျွန်တော်မိကနန်နဲ့ဒီ complaint နဲ့တိုက်ဆိုင်သောကဏ္ဍတစ်ခုကိုရွေးချယ်ပြီးတော့ပြပေးမယ်ဒီနေရာဒီ9ချိန်မှာလဲ complaint ဆိုတာလေးကိုလာညွှန်းနေလို့ပေါ့နော်အဲ့တော့ဟုတ်ပြီအဲ့တော့ဒါဒီ line လေးတစ်ခုမှာဒါနောက်ထပ် line ခွဲတစ်ခုပြမယ်เนาะဒီမှာ4နဲ့1နဲ့ဒီကစားထားတယ်ဗျနောက်တစ်ကပ်မှာလဲဒီမှာလဲ4ရတစ်ကဲပဲတိကျလိုက်ပြီးတော့ကစားထားတယ်နောက်ပြီးတော့ဒီနေရာမှာလဲတတိယကပ်မှာလဲဒီမှာလဲ4နဲ့1နဲ့ကစားထားတယ်အော်ဟုတ်ပြီ4နဲ့1နဲ့ကစားထားတယ်4နဲ့1နဲ့ပေါင်းလိုက်တာ9ပေါ့ဗျာအဲ့တော့ဟုတ်ပြီအဲ့9ဆိုတဲ့ဟာလေးကဘာတွေလောက်တာလဲဆိုတော့ပြီးမှအဲ့ဒီအနှစ်သာရကိုပြောမယ်ပေါ့နော်ဟုတ်ပြီဒီမှာ4ထိပ်စီးလို့ရှိနေတယ်ပေါ့နော်4ထိပ်စီးလို့ဒီမှာ69ခုနှစ်ထဲမှာရှိတယ်2009ခုနှစ်ထဲမှာလဲ4ထိပ်စီးဆိုတာလေးကစားထားတယ်2019မှာလဲ4ထိပ်စီးဆိုတာကိုဒီမှာကစားထားတယ်အော်ဟုတ်ပြီ9စုနဲ့9ဖြစ်တဲ့နှစ်ထဲမှာ4ထိပ်တီကစားတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့လိုက်ကြည့်လိုက်တော့ဗာမြင်လိုက်လဲဆိုရင်ဒီမှာအဲ့ဒီ4ထိပ်စီးရဲ့ညာဘက်အောက်ဆောင်နှစ်ပင်ကျော်မှာ4ပါဝါ9ပရိတ်ဆိုတာကိုကစားထားတယ်ဗျာနော်ဒီမှာလဲ4ထိပ်စီးရဲ့ညာဘက်အောက်ဆောင်နှစ်ပင်ကျော်မှာ4ပါဝါ9ပရိတ်ဆိုတာကိုကစားထားတယ်ပေါ့နော်ဒီမှာလဲ4ထိပ်စီးရဲ့ညာဘက်ဆောင်မှာလဲ9ပရိတ်ဆိုတာကိုကစားထားတယ်ပေါ့နော်အလင်းအောင်တော့နည်းနည်းနဲလိမ့်မယ်ဗျာနော်မီးမလာဘူးဆိုလာမီးနဲ့ပြပေးရတာနော်ဟုတ်ပြီအဲ့တော့ဖိုင်နေကတော့ကြည့်ထားပါတယ်ဒါပေမဲ့ကျွန်တော်ကရိုက်ဖို့အချိန်မရှိရရဲ့ညပိုင်းကမီးမလာရင်ဒီလိုအလင်းအောင်နေတော့ဒါကြောင့်ဒီစလုံးကြီးတဲ့ဟာနဲ့ပဲပြပေးလိုက်တယ်အဲ့တော့4ထိပ်စီးကြောင့်ဒီမှာ9ပရိတ်ကစားတဲ့နေရာမှာ9ခါဒီ9ထိပ်9ခါဒီ9ထိပ်လို့ကစားတယ်အောက်မှာခွန်3ဆိုပြီး10လို့ထောက်ထားတယ်ဒီ4နဲ့1နဲ့5ကိုဒီမှာ10ဖြစ်တာလားပေါ့နော်ယူဆသုံးသပ်ချက်ပါဒီမှာလဲ4ထိပ်ရဲ့အောက်ဆောင်မှာ9ပရိတ်ကျတဲ့နေရာမှာ9ခါဒီ9ထိပ်လို့ဖြစ်တယ်ဒီမှာခွန်ရယ်3ရယ်10လို့လာဖြစ်ထားတယ်ပေါ့နော်ဒီမှာလဲဒီမှာ4ထိပ်စီးရဲ့ဆောင်မှာ9ပရိတ်ကစားတယ်နှစ်ခါဒီ2ထိပ်လို့ပို့တယ်ခွန်နဲ့3နဲ့ထောက်ထားတယ်ဟုတ်ပြီနော်အဲ့လိုမျိုးလေးကစားထားတယ်အဲ့ဒီမှာဒီမှာ4လို့အဲ့လိုကြပြီးတော့သူကဒီမှာ4ထိပ်စီးလို့ကြပြီးတော့သူကလည်းသူ့ရဲ့ဒီဘက်မှာပေါ့အချင်းကြီးမပြတော့တိုင်ပင်ကြိုက်တယ်ပဲနော်ခွာပေါင်းချင်း9လို့ကစားတယ်ဇောင်းပြတ်ပေါင်းချင်း9လို့ဖြစ်ထားတယ်ခွာ9ဇောင်း9အပေါ်မှာ3နောက်ပိတ်ခံထားတယ်နော်ဒီမှာလဲ4ထိပ်စီးရဲ့ဒီဘက်မှာတိုင်ပင်ကြိုက်တယ်ပဲနော်3နောက်ပိတ်ဖြစ်တယ်ခွာပေါင်းချင်း9လို့ကစားတယ်ဇောင်း10လို့ကစားထားတယ်9ပြီးတော့10လို့ကစားထားတယ်ဒီတတိယကပ်မှာလဲ4ထိပ်စီးရဲ့ဒီဘက်မှာလဲ3နောက်ပိတ်တိကျပဲလိုက်ကစားထားတယ်ဟုတ်ပြီ3နေလဲကစားထားတယ်ပေါ့နော်အဲ့ဒါအဒီဘက်မှာခွာပေါင်းချင်း9ပဲဖြစ်တယ်ဇောင်းပြတ်ပေါင်းချင်း1လို့ကစားထားတယ်9 3ည1ဆိုပြီးတော့စီနီယာတွေအဲ့လိုကစားပြီးတပင်နှိမ့်စင်းလေးတွေမှာပေါ့နော်အဲ့လိုကစားထားတယ်နော်9 3ည1ဒီမှာခွာပေါင်းချင်း9ဇောင်း9ခွာပေါင်းချင်း9ဇောင်း10ခွာပေါင်းချင်း9ဇောင်း17လို့ကစားထားတယ်ပေါ့နော်အဲ့ဒီမှာအဲ့လိုကစားထားပြီးတော့ကျွန်တော်တို့ဒီမှာ4ထိပ်စီးကနေပြန်ပြီးတော့ပြန်ဆက်ကြည့်ရအောင်4ထိပ်စီးကစားပြီးတော့ဒီမှာ4စွန်းနဲ့2မှာ4ထိပ်စီးပြန်ပို့လိုက်တယ်အဲ့မှာ5စွန်းနဲ့2ကျတော့9နောက်ပိတ်လို့4နောက်ပိတ်လို့ပြန်ပို့ထားတယ်4 3လုံးတန်းလိုက်တာပေါ့ဗျာနော်ဒုတိယကပ်မှာလည်း4ထိပ်စီးဒီမှာ4စွန်းနဲ့2မှာ4ထိပ်စီးပြန်ပို့တယ်5စွန်းနဲ့2မှာ4နောက်ပိတ်လို့ပို့လိုက်တယ်တတိယကပ်မှာလည်းအဲ့တပုံစံနဲ့ပဲနော်ဒီမှာ4ထိပ်စီး4စွန်းနဲ့2မှာ4ထိပ်စီးပြန်ပို့တယ်ဒီမှာ4နောက်ပိတ်ပြန်ပို့လိုက်တယ်နော်အဲ့လိုမျိုးလေးတွေပို့ထားလိုက်တယ်အဲ့လိုမျိုးပို့ထားပြီးတော့ကျွန်တော်ကအဲ့မှာတစ်ချက်စဉ်းစားလိုက်တော့ဒီ4ရဲ့ဇက်ဆောင်မှာနောက်ပေါင်းချင်း1
ဒီ4ရက်ဒီပဲဆောင်မှာနောက်30ဒီ4ရက်ဆောင်မှာနောက်ပေါင်းချင်း9လို့ဖြစ်တယ်ပေါ့အော်ဟုတ်ပြီအဲ့ဒါဆိုရင်လို့ဒီရက်4ရက်ဆောင်မှာじゃဘာဖြစ်တာတော့ဆိုအော်9ပရိလို့အဲ့လိုမြင်လိုက်တာပေါ့နော်အော်ဒီမှာ30ပရိလို့မြင်လိုက်တာအော်ဒီမှာ17ပရိလားလို့ယူဆလိုက်တယ်အော်17ပရိက17ပရိနဲ့ပတ်တင်ရှေ့6ခွန်ဒီနှစ်ထက်ထွက်ဖို့ရှိတယ်နော်ပတ်လေဟုတ်ပြီနော်အဲတတိယလို့ပြောလိုက်တာပါဟုတ်ပြီအဲ့ဒါကြီးတော့မပြတော့အဲ့တော့ဒီမှာ4ရက်ဆောင်မှာ3939ဆိုတဲ့အပူဒီမှာ686ဆိုတဲ့အပူဒါကိုမတွေးမိဘူးအော်ဒီမှာ3939ဆိုပြီးတော့ဒဲလာပြုတ်ကျသွားတယ်အော်သူက3ကတ်မှာဒဲလှမ်းပြတာလှမ်းပို့တာပဲပေါ့ဒါအဲ့ဒီ frame ပေါ့ဗျာပြောရရင်အဲ့ဒီ frame ထဲမှာအဲ့တော့ဒီနှစ်ထဲမှာဒါအကျဉ်းကြီးတော့မကြိုက်ဘူးဘာမကြိုက်ဘူးဆိုတာကျွန်တော်ကမွေးကနန်းပေးမှဖြစ်တဲ့အတွက်ကြောင့်မို့အော်ဒီမှာတစ်ခွန်ခွန်ဆိုတဲ့ကနန်းရှိတယ်ဟုတ်ပြီနော်ဒီနှစ်ထဲမှာတစ်ခွန်ကြားတယ်တစ်ခွန်ဘယ်နေရာမှာကဘယ်ကလာတာလဲဆိုတာလေးကိုပြပေးမယ်ပေါ့နော် subscribe လေးတွေနှိပ်ပြီးတော့ like လေးတွေရေး comment လေးတွေရေးပြီးတော့အားပေးထားနိုင်တယ်ပေါ့နော်ရှာဖွေပြသလိုက်တာ15မိနစ်နော်ကြည့်ရတဲ့အချိန်ကတော့များတယ်ပေါ့နော်ကဲဟုတ်ပြီကျွန်တော်တို့တော့ဒီလိုပြပေးနိုင်ကြပါပေါ့နော်အားပေးတဲ့မိတ်ဆွေများလည်းအားပေးတယ်ပေါ့အကြောင်းလေးတွေပေါ့နော်တချို့ဆိုရင်အသေးလေးတွေပေးကြတယ်ဒါအသေးလေးတွေပေးတာမပေးတာထားပါတော့ပြဿနာမရှိဘူးနော်ကဲဟုတ်ပြီအဲ့တော့ဒီမှာတစ်ခွန်ဆိုတဲ့ကဏ္ဍရှိတယ်သူရတစ်နှစ်နှစ်နှစ်ကျော်မှာအဲ့ဒီကဏ္ဍရှိလားရှိတယ်ဗျဒီကဏ္ဍကအဲ့ဒီကိုလမ်းပြီးတော့ဝေကဏ္ဍအနေနဲ့ပို့လာလားပေါ့နော်ဟုတ်ပြီအဲ့လိုယူဆလိုက်တယ်ဟုတ်ပြီနော်ဒုတိယကတ်မှာလေဒီမှာ618ဆိုတော့ကဏ္ဍကြားထားတယ်ပေါ့နော်618ဆိုတဲ့ကဏ္ဍသူရဲ့နှစ်နှစ်ကျော်မှာရှိလားရှာကြည့်တော့ရှိတယ်ဗျနော်981အော်ဟုတ်ပြီလို့နှစ်ကျော်ကဏ္ဍนี่ပို့ထားတယ်ပေါ့နော်ဟုတ်ပြီအခုကျွန်တော်တို့ဒီမှာလဲဒီနှစ်ထဲမှာပေါ့နော်အခုကကျွန်တော်က6ချိန်ထွက်ပြီးပြီဆိုတော့18ချိန်ကျန်တယ်18ချိန်တွင်းမှာဒီကဏ္ဍတစ်ခုထွက်မလားယူဆသုံးသပ်ပြပေးမယ်ကဲအဲ့တော့ကလပ်ပါတော့အောင်ဒါလေးနဲ့ပြပေးမယ်ကဲဟုတ်ပြီနော်အဲ့ဒီမှာဒီနန်းလေးမှာတစ်ခွန်လို့ဒီမှာတစ်ခွန်လို့ဒီမှာထွက်လိုက်တယ်ပေါ့ဗျာနော်တစ်ခွန်လို့အဲ့ဒီကဏ္ဍတစ်ခုဒီမှာထွက်လိုက်တယ်အဲ့တော့သူရဲ့ဘေးနှစ်ကျော်မှာ subscribe လေးတွေနှိပ်ပြီးတော့အားပေးထားပါဗျာနော်ဒါမှလည်းကိုယ့်ရဲ့မိတ်ဆွေတွေဘယ်လိုတွေအားပေးထားတယ် comment လေးတွေဘယ်လိုတွေရေးထားတယ်ဟုတ်ပြီနော်ကဲဟုတ်ပြီဒီမှာတစ်ခွန်ဆိုတဲ့ကဏ္ဍဒီဘက်နှစ်ထဲကနှစ်ကျော်ကဏ္ဍဟုတ်ပြီနော်တစ်ခွန်ရှိတယ်ဝိုင်းလိုက်ပြီတစ်ခွန်ကြားတယ်ဩဟုတ်ပြီတစ်ခွန်ကြားတစ်ခွန်ကြားတော့ကဲတစ်ချက်ကြည့်ရအောင်ဗျာနော်ဒီမှာကြည့်တုံညလို့လာဖြစ်ထားတယ်ဗျဒီသုံးလုံးကတုံညလို့ဖြစ်ပြီးတော့တုံညပါ9ထိပ်ဆိုတာလေးကိုအောက်မှာထောက်ထားတယ်ဒီနှလုံး9လို့ဒီ9ထိပ်ရဲ့အပေါ်ကဟဲ့တယ်လို့30ဒီလိုပုံစံ30ဖြစ်ထားတဲ့အောက်က9ထိပ်ထောက်ထားသောကဏ္ဍနော်အဲ့ဒီခွန်တစ်ဆိုတော့ကဏ္ဍဒီခွန်တစ်ရဲ့အောက်မှာလေသူ့ရဲ့အောက်ပေါ်တစ်ချိန်နှစ်ချိန်သုံးချိန်၄ပင်ချရင်ရှစ်နောက်ပိတ်ဆိုတာထောက်ထားတယ်ဗျဆိုတော့3နေရှိတယ်နော်ဒီမှာ3နေအဲ့ဒီမှာ3ဒီမှာလဲ3ဆိုတာရှိတယ်ဗျအဲ့ဒီမှာလဲ3ဆိုတာရှိတယ်အဲ့ဒီကဏ္ဍလေးဒီမှာကြားတယ်လို့ယူဆ3တက်လိုက်တယ်ပထမကတ်ဒုတိယကတ်မှာဒီမှာ68ခွန်လို့ဒီမှာကြားလိုက်ပြီပေါ့နော်ဒီမှာ68ခွန်လို့ဒီမှာကြားထားတယ်ဒါမွေးကဏ္ဍပေးတာနော်ဒီအချိန်နဲ့တိုက်ဆိုင်နေလို့ဒီမှာ618လို့ဒီမှာကြားတယ်အဲ့ဒီကဏ္ဍကလည်းအဲ့ဒီမှာ618ဒီမှာရှိတယ်ဗျာနော်618လို့ရှိတယ်ဒီသုံးလုံးပေါင်းချင်းစီလဲ30လို့ပဲကစားထားတယ်သူ့ရဲ့အောက်မှာ9နောက်ပိတ်ဆိုတာရှိတယ်ပေါ့နော်9နောက်ပိတ်ဆိုတာလေးရှိတယ်အဲ့ဒီ9နောက်ပိတ်ကဒီမှာသူ့ရဲ့အောက်မှာလဲစောစောအတိုင်းပဲ10နောက်ပိတ်ဆိုတာပုံလေးထောက်ထားတယ်အခုလဲအဲ့ဒီလိုမျိုးဆိုရင်ဒီနယ်မှာဒီကဏ္ဍတစ်ခုကကိုက်နေတယ်အဲ့ဒီကဏ္ဍတစ်ခု8ခွန်2ဆိုတော့ကဏ္ဍဒီနေ့ထဲမှာပေါ့ဝေကဏ္ဍလေးပေါ့ဒီသုံးလုံးပေါင်းချင်းက30လို့ဖြစ်ထားတယ်ဗျာနော်သူ့ရဲ့အောက်မှာဒီလိုလေးရှိထားတယ်9နောက်ပိတ်ထောက်ထားတယ်သူ့ရဲ့အောက်3ဝင်ကျော်မှာလဲ10နောက်ပိတ်ထောက်ထားတယ်8ခွန်2ဒီကိမဲ့14ပရိနဲ့ကိုက်ညီလို့ပြေးလိုက်ခြင်းဖြစ်တယ်ပေါ့ဗျာကဲဟုတ်ခွန်ပရိနဲ့ကိုက်ညီလို့ပြေးလိုက်ခြင်းဖြစ်တယ်ကျင်းနေတဲ့မိတ်ဆွေများရှိရင်အမှ8ခွန်2ပတ်လဲဝေးပါပေါ့နော်ကျွန်တော်အဲ့လိုလေးရေးပေးလိုက်တယ်ပေါ့နော်8ခွန်2အားမွေးပေါ့နော်2026အတွက်ကြံလက်ဆောင်ပေါ့ဗျာနော်ကျင်းနေတဲ့လို့ကျွန်တော်ရှာဖွေမှုကိုကြိုက်တယ်ဆိုရင်တော့ဟိုင်းမှာဖုန်းနံပါတ်ချပေးထားတယ်ပေါ့နော်ကဲအားလုံးမိတ်ဆွေတွေအားလုံးကံကောင်းကြပါစေလို့ကဲဆုမွန်ကောင်းတောင်းလိုက်ပါတယ်အားလုံးခွက်လက်ပါ8ခွန်2အားမွေးကဲအားလုံးမိတ်ဆွေတွေကံကောင်းကြပါစေတကြံမှာချဲပေါက်ကြပါစေပေါ့ဗျာအားလုံးခွက်လက်ပါဗျ